အားလုံးပဲမင်္ဂလာပါဒီနေ့တော့ရှယ်စားရခိုင်ငပိတောင်းလေးကိုအမဲနဲ့ကလေးနဲ့ရှယ်စားထားတဲ့ဘလော်လေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်ထုံးစံတိုင်းပဲဇူကတော့ဈေးသွားလို့ရှိရင်ဇူတို့အိမ်သားလေးက40ဈေးကိုသွားဖြစ်ပါတယ်ဒီဆိုင်လေးကဇူအမြဲတမ်းဝယ်နေကြအမဲသားဆိုင်လေးပေါ့နော်အဲ့ကညီမလေးကဈေးလဲတန်တယ်ပစ္စည်းလေးလည်းကောင်းနေပေါ့နော်ပြီးတော့ရှယ်စားရခိုင်ငပိတောင်းလေးနဲ့တွဲစားဖို့အတွက်အသီးအရွက်အတိုးအမြုပ်အစုံလဲဈေးမှာဝယ်ခဲ့ပါတယ်အသီးနဲ့တော်တော်လေးလက်ဆက်တယ်ပြီးတော့လေဒီ40ဈေးကဈေးလဲတန်တယ်ဆိုဝယ်နေကြမလို့လာတော့မသိဘူးပေါ့နော်အိမ်ရောက်တော့အမဲသားလေးကိုရေစစ်ဆက်တန့်စင်ပြီးတော့ကြက်သွပြူကြက်သွနီထောင်းထားတယ်ဂျင်းလေးထောင်းထားတဲ့ဟာရဲ့အရသာအစုံပလုံစီထည့်ပြီးတော့ဇူ15မိနစ်လောက်နှက်ထားလိုက်တယ်ပေါ့နော်မဆလာလေးပါထည့်ပြီးတော့နှက်ထားပါသေးတယ်ရှင်ပြီးတော့အမဲနဲ့လေးပို့ပြီးတော့နူးဤပြီးတော့စားလို့ကောင်းအောင်လို့အိန္ဒိယဘောင်အောင်လေးနဲ့ပြောင်းပြီးတော့ဇူရှူးလိုက်မယ်ပေါ့နော်ရေလေးနည်းနည်းထည့်မယ်ပြီးရင်ကိုလိုချင်တဲ့လောက်လေးပေါ့နော်စီလေးလည်းနည်းနည်းထည့်လိုက်ပါမယ်ရှင်အသားနူးပြီဆိုမှအခုလိုမျိုးအိုးလေးပြောင်းပြီးတော့ရေခမ်းပြီးတော့စီပြန်လာအောင်ရှက်လိုက်တယ်ပေါ့နော်ဒါဆိုရင်တော့အမဲနဲ့လေးရပါပြီရှင်အမဲနဲ့လေးကိုရှယ်စားရခိုင်ငပိတောင်လေးနဲ့စားမှာဖြစ်ပါတယ်ရှင်ကြည်ရင်းနဲ့တောင်တရေကြလာပြီပေါ့နော်ဒီရှယ်စားရခိုင်ငပိတောင်လေးကမြင့်ငပိစစ်စစ်နဲ့လှုပ်ထားတာမလို့လေးစားလိုက်တာနဲ့အနှံအရသာရောလုံးဝကွက်တိဖြစ်တယ်ပေါ့နော်ဇူကတော့အရန်ကြိုက်လို့အိမ်မှာအများကြီးဆောင်ထားတယ်ဇူလိုမျိုးငပိကြိုက်တဲ့လူတွေမဖြစ်မနေဆောင်ထားတဲ့နဲ့ရှယ်စားရခိုင်ငပိတောင်းလေးဖြစ်ပါတယ်ဒီလိုမျိုးတစ်ထုပ်ကိုမှငွေကျပ်300ရဲဆိုတော့လေဈေးလဲတန်တယ်အလုံးရှုပ်လဲတသားတယ်အသင့်လဲစားလို့ရတယ်မြင့်ငပိစစ်စစ်နဲ့လှုပ်ထားတာမလို့လူမျိုးဘာသာမရွေးလဲစားသုံးလို့ရတာဆိုတော့ဇူတို့လိုမျိုးယုံသမားကြောင်းသမားရှိတဲ့အိမ်နေနဲ့ဆိုရင်တော့လုံးဝကွက်တိပါပဲရှင်ဒါကြောင့်မလို့ဇူကတော့အိမ်မှာအမြဲတမ်းရှယ်စားရခိုင်ငပိတောင်းလေးကိုစောင့်ထားဖြစ်ပါတယ်အရန်လဲကြိုက်တယ်ပေါ့နော်ဒါကတော့ရှယ်စားလေးနဲ့တွဲစားဖို့အတွက်အသီးရွက်အတိုးမြုပ်တွေ ready ဖြစ်ပါပြီရှင်ဒါကတော့ရှယ်စားရခိုင်ငပိတောင်းတုပ်လေးတွေပေါ့နော်ဒါကတော့အမဲနံလေးဆိုတော့ ready ဖြစ်ပြီဆိုတော့ဇူစပြီးတော့စားပါတော့မယ်ရှင်ကဲဟင်းလဲကြက်ပြီဆိုတော့ဒီမှာရှယ်စားရခိုင်ငပိတောင်းလေးနဲ့ပေါ့နော်အားရပါရနေပြီးတော့ဇူစားပါမယ်ရှင်ဒီမှာဇူနေစားလိုက်ပြီပေါ့နော်ပြောင်စုံးလေးနဲ့ရှစ်လိုက်မယ်ကောင်းလို့နှမျောလို့မလီအနမ်းနဲ့တအားစားကျင်နေကဲဒီမှာပတ်မြာသီးလေးညစ်စားလိုက်မယ်ဇူအရှင်ကြိုက်တယ်ဆိုတော့လေမွေးနေရပဲမိုးကုံဆောင်အခုပဲပါဇက်ပြက်နေတယ်ဆိုခုလိုမျိုးလေးစားကြည့်နေလိုက်တာပါငပိတောင်းလေးမွေးနေရပဲဒီမှာဒါကတော့ဒီမှာအတိုးမြုပ်အစုံပန်းတရားနဲ့စားမှာပေါ့နော်ဒါဆို40ဈေးကနေပြီးတော့ဝယ်လာတာပါဒါကတော့အမဲနဲ့ဒါကတော့အရှင်ရဟင်းလေးဒါတော့ထမင်းနေမှာစိုးလို့ပေါ့နော်ရှယ်ပဲအသက်ကြီးလာတော့ဟင်းရည်လည်းကြိုက်တယ်ကျမကဲဒီမှာစပြီးတော့စားပါတော့မယ်ရှင်မွေးနေရပဲအမေအောင်ပြီးလေးနဲ့ဆိုပို့ပြီးတော့စားလို့ကောင်းတယ်မရှိလေးပါစားဒါအမဲနဲ့နေရပဲရှစ်စရာလေးအသီးရွက်တွေမြင်တကယ်ပြောတယ်ဒါအကြိုက်ဆုံးနဲ့ပဲဈေးကြီးနေတော့မပြောတော့ဟိုဘက်နေလောက်လေးဝယ်လာတော့1000ပေးရတယ်ဒီနေ့တော့ဒါ900ဘူးလေကျွန်တော်တလုတ်စာပဲရှိတယ်မွေး90နေတောင်မှနည်းနည်းမထည့်နိုင်တော့ဟုတ်ပါဒါလည်းကနေအညွန့်လေးဒါလည်းထားလို့ကောင်း
뭐냐? 나주.ဒီလိုလေးစားကြည့်တကယ်ကောင်းတယ်ကျဲစားထွက်တဲ့ဟာတွေဇူတော်တော်ကြိုက်တယ်ဒီရခိုင်ငမီအောင်လေးတော်တော်ကောင်းတယ်လေရေရင်းနဲ့တခြားကိုစီးတာ那个刚，有点笨。ဒါလေးကုန်မှုဆိုရင်တော့တရက်ကွက်လုံးခေါ်ကြွေးရတယ်ဒါမှမပူပါဘူးမှာအောက်သင်းကောင်းမဲ့ဖွဲ့ရအများကြီးပဲ ready ရောက်နေပြီလက်ဆန်နေရောမောင်စားကောင်းကောင်းနဲ့ဘက်ဒီကျင်လေးမေ့နေနောက်နေ့မှစားမယ်ကဲစားလို့လည်းပြီးပါပြီစားလို့လည်းအရန်ကောင်းပါတယ်ဒီရှယ်စားငပိတောင်လေးနဲ့နဲ့စားတာလောကဂရင်းကိုပွင့်နေရတယ်ဇူးလိုမျိုးနလန်ထခါစားသမားတွေပါဇက်ပြက်နေတယ်ဆိုရင်အခုလိုမျိုးငပိတောင်လေးနဲ့နဲ့စားကြည့်ပါလို့လုံးဝစားလို့ကောင်းမှာအမခံပါတယ်ဒီရှယ်စားရခိုင်ငပိတောင်လေးကိုဝယ်ခြင်းနေဆိုလို့ရှိရင်ဝယ်လို့ရတဲ့လိပ်စာတွေရောပေါ့နော် page link လေးရောဖုန်းနံပါတ်လေးရောဇူးရဲ့ comment box မှာဖော်ပြပေးပါမယ်ဇူးဗီဒီယိုလေးကိုစောင့်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာဇူးပြန်တွေ့ကြမယ်အားလုံးပဲတတာ